လောကကြီးမှာကိုထင်ထားလို့ကိုဖြစ်ချင်လို့အမြဲတမ်းမဖြစ်ပါဘူးလူတွေကလေကိုမျှော်လင့်ထားလို့ကိုဖြစ်ချင်လို့အမြဲတမ်းမပြုတ်မှုပေးနိုင်ပါဘူးကျမတို့ရဲ့စိတ်ပင်ပန်းမှုအများစုဟာလောကကြီးကိုပြောင်းလဲခြင်းနဲ့စိတ်နဲ့လူတွေကိုကိုလူချင်းလိုအပ်တဲ့ပုံစံဖြစ်စေခြင်းနဲ့စိတ်ကစတင်တာပါအမှန်တရားကတော့လူတိုင်းမှာကိုယ်အမြင်ကိုယ်အတွေ့ကိုယ်အတွေ့အကြုံကိုယ်ပိုင်ဘဝလမ်းကြောင်းလေးတွေရှိကြပါတယ်တချို့တွေကကိုယ့်ကိုနားလည်ပြီးတယ်အဲ့ဒီအချိန်မှာတချို့တွေကအထင်လွဲကောင်းလွဲနေလိမ့်မယ်တချို့တွေကကိုယ့်ကိုချစ်ပြီးမယ်မေတ္တာပြီးမယ်ဒါပေမဲ့တချို့တွေကကိုယ့်ပေါ်အမြင်မကြည်တာတွေဝေဖန်တာတွေကဲ့ရဲ့တာတွေဒါတွေရှိနေမှာမယ်ဒါဟာတဘာဝပါပဲသူများကိုထိန်းချုပ်ဖို့ကြိုးစားတာတဲ့ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားတာဟာပိုပြီးလွယ်ကူပါတယ်လောကကြီးကိုအမှန်တိုင်းမြင်လာတဲ့အခါဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတဲ့မကြည်နပ်မှုတွေစိတ်ညစ်မှုတွေစိတ်ပင်ပန်းမှုတွေတောကတွေလျော့နေလာပါလိမ့်မယ်လူတွေကိုသူတို့ဖြစ်ချင်တဲ့အတိုင်းလက်ခံလာနိုင်ပါလိမ့်မယ်အငင်းပွားမှုတွေမျောလင်းချက်လွန်ကဲမှုတွေနှာချင်မှုတွေလည်းလျော့နေသွားပါလိမ့်မယ်ဖြစ်နေတဲ့အရာတွေကိုအမှန်တိုင်းမြင်နိုင်ခြင်းလူတွေကိုသူတို့ဖြစ်တဲ့အတိုင်းလက်ခံနိုင်ခြင်းကိုယ်စိတ်ကိုအေးချမ်းအောင်ထိန်းသိမ်းနိုင်ခြင်းကသာတကယ်ကိုအတွင်းစိတ်ကငြိမ်းချမ်းမှုကိုပေးစေတာပါ